လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ခန့်ကအီသီယိုးပီးယားနိုင်ငံမှာကာလီလိုအမည်ရတဲ့စိတ်ကြောင်းသားတစ်ယောက်ဟာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကိုတတိပြုမိခဲ့ပါတယ်။ဒီနေ့မှာတော့သူ့ရဲ့စိတ်တွေဟာတစ်ပင်တစ်ပင်ကအနီရောင်အသီးတွေကိုစားမိကြပါတယ်။အဲ့ဒီအသီးတွေကိုစားပြီးတဲ့နောက်မှာစိတ်တွေဟာအယမ်းကိုတက်ကြွလန်းဆန်းလာကြပါတယ်။သူတို့ဟာတညလုံးခုန်ပေါက်ပြေးလွှားနေကြတော့တာပါပဲ။ကယ်လီဟာဆက်စုခြင်းစိတ်နဲ့အဲ့ဒီအသီးတွေကိုကိုယ်တိုင်မီးစမ်းကြည့်ခဲ့ပါတယ်။သူကိုယ်တိုင်လည်းပိုမိုနိုးကြားတက်ကြွလာတယ်လို့ခံစားခဲ့ရပါတယ်။သူဟာဒီအကြောင်းကိုဒေသခံဖုံးတော်ကြီးတွေကိုပြောပြခဲ့ပါတယ်။ဖုံးတော်ကြီးတွေကအဲ့ဒီအသီးတွေနဲ့ဖျော်ရည်တစ်မျိုးကိုဖော်ဆက်ခဲ့ကြပါတယ်။အဲ့ဒီဖျော်ရည်ဟာသူတို့ဝတ်ပြုဆုတောင်းနေစဉ်အတွင်းမအိတ်ငိုက်ပဲနိုးကြားကြားရှိနေစေဖို့ကူညီပေးနိုင်မှန်းသူတို့သိရှိခဲ့ကြပါတယ်။မကြခင်မှာပဲဒီဖျော်ရည်ဟာလူကြိုက်များလာခဲ့ပါတယ်။အဲ့ဒီနောက်အာရပ်နိုင်ငံတွေစီပြန့်နှံ့သွားပြီးတဆင်ပြီးတဆင်ဥရောပနဲ့တကမ္ဘာလုံးကိုပါပြန့်နှံ့သွားခဲ့ပါတယ်။ဒါဟာကော်ဖီကိုစတင်တွေ့ရှိခဲ့ပုံပဲဖြစ်ပါတယ်။